ကြိုက်တော့လေဒါဟုတ်တတာဟိုခက်တီထဲမှာစူမွေးရခက်တီနဲ့ဝင်သွားတာခက်တီနဲ့ခက်တီနဲ့ပြီးခက်တီနဲ့ကပ်မလေးဟုတ်လားရရโอเคကိုဒီဖုန်းအပ်ပြနေတာတွင်းလာတယ်မြာရတယ်မနေ့ကခောက်ဆွဲတုံးနဲ့ထမင်းနဲ့ကိုကျွေးထားလိုက်တဲ့အစာပြညီကို2ယောက်1000ဘိုးတယောက်တော့ဝယ်စီဒီမှာအကြီးကောင်အကြီးကောင်တော့အဲ့ဒါညီလေးတဲ့ကိုညီလေးကျွန်တော်နဲ့ဝင်သွားလေတားရတာညီလေးကျွန်တော်နဲ့ဝင်ဖေဖေလုတ်ပြီးမခဏလေး